ဒီတစ်ခါမှာတော့အလွှာနဲ့ပြင်ဆင်ပြီးသားအသစ်နေရုံအခန်းတက်လေးတစ်ခန်းနဲ့အယောင်မိတ်ဆက်ပေးပါရစေဒီခန်းလေးကတော့တောင်ကလာပါမြို့နယ်73ရပ်ကွက်မှာရှိပြီးတော့ငွေကြီးရန်နာနေစပြီးတော့ပြပေးမယ်နော်ရန်နာမှာဆိုကြွေပြားအပြည့်ခင်းပေးထားတယ်တန်မန်းဆက်ရှိတ်တွေအပြည့်ထုတ်ပေးထားတယ်ငွေကြီးမိန်းတကားကိုလည်းကျွန်းတကားအောင်မှာဆေးဖြူရောက်လေးတုပ်ပေးထားပါရဲ့ရှစ်ဝင်လိုက်ပြီဆိုတော့ living area လေးကိုတွေးရှိရမှာဖြစ်တယ်ဒီခန်းလေးကတော့ modern ပုံစံဒီဇိုင်းလေးနဲ့ဖြစ်စင်ပေးထားတဲ့အခန်းလေးဖြစ်ပါတယ်တေလို့တစ်ခါလို့ SPC ပါကေးခင်းထားတယ်အခန်းမှာဆိုလဲဆိုဖာစတီကိုတစ်ဆက်တည်းအလဲမှာဆိုလဲ table square တွေပါရှိမယ်ရှစ်အခန်းလေးက modern ပုံစံဒီဇိုင်းလေးနဲ့ဆေးလေးတွေအစ mask ဖြစ်အောင်တုပ်ပေးထားတယ်စပွဲတွေခုံလေးပါမယ်ဘေးပပတ်လေးကိုယူပါလိုက်ကရတက်ဆင်ပေးထားရှစ်အခန်းနှစ်ခန်းပါမှာမယ်အခန်းနှစ်ခန်းမှာဆိုလဲအခန်းလေးနဲ့ mask ဖြစ်အောင်လို့ဆေးရောက်လေးရာအစ modern ပုံစံမျိုးလေးနဲ့တုပ်ပေးထားတဲ့အခန်းလေးဖြစ်တယ်ရှစ်တိတ်လုံးတစ်ခန်းလို့ပါကီအပြည့်ခင်းပေးထားတယ်အခန်းရဲ့ဝင်ဝမိန်တကားတွေရောမေးစတီတိုးတကားနဲ့တက်ဆင်ပေးထားပါတယ်ရှစ်ဒုတိယမြောက်ခန်းလေးကတော့ပထမအခန်းတက် space ပိုကျဲတယ်အခန်းထဲမှာလည်းလုံးဝမျက်စိအေးစေမဲ့အယောင်လေးကိုတုပ်ပေးထားတဲ့အခန်းလေးဖြစ်တယ်အခန်းတကားတွေအစအကောင်းစားလေးသုံးပေးထားတယ်မိဖို့ကြောင့်ထဲမှာဆိုလဲကြွေပြားတွေအပြည့်ခင်းပေးထားတယ်အပေါ်ကပနက်ပေါက်တွေပါမယ်မိဖို့ကိုလည်းကြွေပြားတွေခင်းပေးထားတယ်ရေချိုးခဲအိမ်နာတီးသက်တစုံစီပါရှိမဲ့အခန်းလေးဖြစ်တယ်ရေချိုးခဲအိမ်နာမှာဆိုလဲကြွေပြားတွေခင်းပေးထားပြီးတော့ကြွေပြားတွေတဝက်လောက်ကိုကပ်ပေးထားရရှစ်အိမ်နာဆိုလဲဘရက်အိမ်နာလေးကိုအသုံးပြုပေးထားတယ်အခန်းကောင်းလေးတစ်ခန်းဖြစ်ပါတယ်အခန်းလေးကတော့ location အရန်ကောင်းတဲ့နေရာမှာရှိတဲ့အခန်းလေးဖြစ်တယ်တောင်ကလာပါမြို့နယ်73ရပ်ကွက်အနော်မှာ2လမ်းမှာရှိမြစ်တာလမ်းမကြီးအနီးရတနာလမ်းမကြီးအနီးမင်္ဂလာလမ်းမကြီးတို့အနီးဆုံးမှာရှိတဲ့အခန်းလေးဖြစ်တယ်6ထပ်တိုက်ရဲ့ဒုတိယတက်3လွှာအခန်းလေးဖြစ်ပြီးအခန်းလေးရဲ့အယောင်ခေါ်စီကတော့3965သိန်းညှိနှိုင်းနဲ့ရောင်းချပေးမဲ့အခန်းလေးပဲဖြစ်ပါတယ်ရှစ်